မင်္ဂလာပါနော်ဒီဆရာဒီ YouTube channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပြောကြမယ့်အကြောင်းအရာကတော့နော်ရင်မအောင်တဲ့အကြောင်းပေါ့နော်ရင်မအောင်တဲ့အကြောင်းပြောမှာဖြစ်တယ်ဟုတ်ရင်မအောင်ရင်ဘာတွေကြောင့်ဖြစ်နိုင်လဲနော်ပြီးရင်ဘာတွေစဉ်းစားမလဲဘယ်ဟာတွေကအရေးကြီးလဲဘယ်ဟာတွေကအရေးမကြီးဘူးလဲဒါလေးသိထားဖို့လိုအပ်ပါတယ်ပထမဆုံးအနေနဲ့ဒီရင်မအောင်တာအရေးကြီးလားဆိုတော့ရင်မအောင်တဲ့လူတွေမှာအရေးကြီးတဲ့ယောဂတွေဖြစ်နိုင်တယ်လို့အရင်အရေးမကြီးတဲ့နော် minor ယောဂတွေလည်းဖြစ်နိုင်တာရှိပါတယ်ပထမဆုံးအနေနဲ့ပြောချင်တာတော့ angina chest pain ပေါ့နော်ဒါကဘာဖြစ်ရလဲဆိုရင်နှလုံးမှာသွားတယ်တွေးလို့ကြော coronary artery လေးတွေကကျင်းတာဖြစ်ပါတယ်ဒီလိုကျင်းတဲ့အခါမှာလူတစ်ယောက်ကပုံမှန်နားနေစဉ်တော့မသိတာပဲမဲ့သူကကိုယ်လက်လှုပ်ရှားမှု exercise တွေအပြင်းထန်လုပ်တယ်ကိုယ်လက်လှုပ်ရှားမှုတွေလုပ်တဲ့အခါမှာခန္ဓာကိုယ်ကနေပြီးတော့ဒီနှလုံးရဲ့ကြွက်သားတွေကနေပြီးတွေးရလိုအပ်မှုကပို့ပြီးတော့များလာတယ်အဲ့ဒီများလာတဲ့အခါမှာများလာတွေးကိုကျင်းတဲ့တွေးကြုံနေရပြီလုံလောက်အောင်မဖြတ်စတဲ့မစည်းစင်းနိုင်တဲ့အတွက်ကြောင့်ရင်မအောင်လက္ခဏာတွေခံစားရတာဖြစ်ပါတယ်ဒါကတော့ကနဦးစာပဲဖြစ်ပါတယ်ဒါကတော့တွေးကြောနှလုံးကိုသွားတဲ့တွေးကြောလေးတွေကကျင်းတာနော်အဲ့တစ်ဆင့်တွေးကြောပိတ်သွားတယ်ဆိုရင်တော့သူကလှုပ်ရှားတာမဟုတ်ဘဲနဲ့ဒီလိုငြိမ်နေစဉ်တွင်းမှာလည်းအရန်ရုတ်တရက်နော်ရင်မတွေတောင်းအောင်လာတယ်ချွေးစည်းတွေပြန်လာတယ်ပြီးရင်ဒီဘက်နားတဲ့ရင်မကနေပြီးတော့နားတစ်ဆင့်ဒီမေးရိုးတို့ဘက်လက်မောင်းစတော့ပြန့်သွားတာရှိတတ်တယ်ပြုတ်တယ်အန်တယ်နောက်မောလာတယ်ဒါမျိုးဆိုရင်တော့ဆေးရုံဆေးကန်းကိုချက်ချင်းသွားအောင်မှာဖြစ်ပါတယ်အရေးကြီးပါတယ်နှလုံးကြောပိတ်တဲ့လက္ခဏာဖြစ်နိုင်ပါတယ်ဟုတ်ပါပြီဒါတွေဖြစ်တဲ့ကြောင့်တခြားဘာတွေဖြစ်နိုင်သေးလဲပေါ့နော်တခြားဖြစ်တဲ့အကြောင်းအရာတွေရှိတာကိုရင်မအောင်လာတော့နော်ဥပမာအဖြစ်ကျွန်တော်တို့ဒီ acid အစာရဲ့ acid ထွက်တာများတယ်အဲ့ဒီထွက်တဲ့ acid တွေကနေပြီးဒီအစာရည်မျိုးပြင်းသွားတစ်ဆင့်အပေါ်တက်ပြီးတော့ရင်မအောင်နိုင်ပါတယ်ရှိတတ်တာဖြစ်ပါတယ်ဒါကြောင့်ဆရာတို့အနေနဲ့ medical term ကတော့ gastroesophageal reflux disease လို့ခေါ်တယ်နော်အစာရည်ချင်ပေါက်ပြီးတော့အပေါ်လီတက်တာဒီလိုယောဂလက္ခဏာတွေမှာလည်းနှလုံးကြောင့်မဟုတ်ပေမဲ့ဒီလိုဒီမှာဆိုရင်လည်းရင်မအောင်တာရှိနိုင်တယ်တတိယစိတ်နဲ့လည်းကျွန်တော်တို့ဒီရင်မအောင်တယ်ဆိုတော့ဒီရင်ဘက်မှာနော်မနံရိုးရှိမယ်ရင်ညွန့်ရိုးရှိမယ်စတဲ့အယိုးတွေနဲ့ဖွဲ့စည်းထားတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအယိုးတွေရောင်ရမ်းတဲ့အခါမှာ costochondritis လို့ခေါ်တယ်အဲ့ဒီအခါမှာဆိုရင်လည်းရင်မအောင်တာဖြစ်နိုင်တယ်ဒီနေရာမှာခုနနှလုံးနဲ့မတူတဲ့ချက်ကတော့ဒီလိုအောင်တာငြိမ်ငြိမ်တက်တာရယ်လှုပ်ရှားလိုက်တယ်အတက်ပြင်းပြင်းရှူရဆိုရင်ပို့ပြီးတော့အောင်တာရှိပါတယ်တခြားအောင်တဲ့ဘာတွေရှိတယ်လဲဆိုရင်တော့ဒီအဆုပ်ပေါ့နော်အဆုပ်ရဲ့အမေးပါရောင်ရမ်းတယ်ဒီလိုမှာဆိုရင်လည်းရင်မအောင်တာရှိတယ်လို့တခြားဘာတွေဖြစ်တတ်တယ်လဲဆိုတော့ဒီရင်ဘက်ကနော်ဒီရေပြားပေါ်မှာရေယုံတွေပေါက်တဲ့အခါမျိုးဆိုရင်လည်းရင်မအောင်တတ်ပါတယ်ဒါအထက်ကနှလုံးအဆုပ်ကြောင့်ဖြစ်တာမဟုတ်ပါဘူးရေယုံကြောင့်ဖြစ်တဲ့ရင်မအောင်တာလည်းရှိတာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ကတော့ဒီချက်တွေအားလုံးမဟုတ်ဘူးဘာတွေဖြစ်နိုင်တယ်လဲဆိုရင်တော့တခါလေ anxiety လို့ခေါ်ရနော်စိတ်ပူမဲ့လှုပ်ရှားမှုများတဲ့အခါမှာဆိုရင်လည်းဒီလိုမျိုး chest pain ရင်မအောင်တာတွေကခဏခဏကြုံတွေ့ရတာဖြစ်ပါတယ်ဒါတွေကတော့အတွေ့အကြုံပြောတာဖြစ်ပါတယ်ဒီလိုချက်တွေသိချင်းအဖြစ်ဘလို့ချက်နဲ့တူရင်တော့ချက်ချင်းစေးုံစေးကန်သွားရမယ်ဘလို့ဆိုရင်တော့စောင့်ကြည့်လို့ရဆိုရက်ချက်လက်လေးကိုအားလုံးသိရှိနားလည်အောင်ပြောလိမ့်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်